ပကြီးဆရာကြီးဘင်းစင်ပင်ကိုရဲ့အာလူစားသူများပကြီးကားဟာကဘာကျော်ပါတယ်ကဘာကျော်အာလူစားသူများပကြီးကားတွေကလူတွေကတော့အစာရည်သာရှားမလို့အာလူတစ်မျိုးတွေကိုညှားစာအဖြစ်စားနေတဲ့ပုံလေးဆွဲထားတာပါအခုပေါ်ပြမယ့်ဗီဒီယိုကတော့အာလူကြိုက်တဲ့လူတွေအတွက်ပါအာလူရတာတွေ့သွားရှာတဲ့လူတွေဟာအာလူကိုစားလာတာများလာလို့အာလူအကြောင်းတစ်စီတစ်စောင်းဖော်ပြလိုက်ရခြင်းပဲဖြစ်ပါတယ်အာလူအကြောင်းကိုမဖော်ပြခင်မှာကျမ်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတတွေအလားအပါနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုကျွန်တော်ရဲ့ channel ကနေအမြဲတင်ဆက်ပေးနေတာမို့ channel ကို subscribe လုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအခမဲ့နားဆင်နိုင်ဖို့အတွက်ဘေးက notification ကိုလည်းနှိပ်ထားခဲ့ပါဦးအာလူတွေမှာပိုတက်ဆီယမ်သတ္တုဓာတ်မြင့်မားကျွယ်ဝပါတယ်တင်းလျော်မှန်ကန်တဲ့ပိုတက်ဆီယမ်သတ္တုဓာတ်စားပမာဏကိုစားပေးနိုင်တဲ့အခါသွေးတိုးရောဂါဖြစ်နိုင်ခြေနည်းပါးကျဆင်းစေနိုင်ပါတယ်ဒါပေမဲ့တင်းမျှတတဲ့ပမာဏထက်ပိုလာရင်တော့ဆိုလိုချင်တာကအာလူအများကြီးစားမိရင်ကယ်လိုရီတွေတက်လာတော့မယ်ဆိုတာကြိုတတိပေးလိုပါတယ်အာလူကိုအသားနဲ့ရောချက်တဲ့ဟင်းဒါမှမဟုတ်အာလူပြုတ်ဒါမှမဟုတ်စီနဲ့အားရပါးရကြော်ထားတဲ့အာလူကြော်ဆိုရင်တော့တင်းမှမလိုချင်တဲ့ကယ်လိုရီတွေရောအဆီဓာတ်တွေရောအပိုစုတွေထပ်ရမှာမလွဲပါဘူးသွေးတိုးယောဂနဲ့ပိုတက်ဆီယမ်သတ္တုဓာတ်စားပေးခြင်းနှီးနွယ်မှုကိုသူနာပြုတွေရဲ့ကျန်းမာရေးဆောင်ရှောက်မှုကိုလေးလာသုံးသပ်ခြင်းနဲ့ကျန်းမာရေးဝန်ထမ်းဆရာဝန်ဆရာမလူနာဟောင်းတွေကို flow up မှန်မှန်ကြည့်ရှုလေးလာခြင်းတွေကနေတွေးရှိတဲ့စည်ရင်းစရာတွေအရာထိုသူတွေရဲ့အသက်အရွယ်ဇာတိမျိုးနွယ်အုပ်စုနဲ့တိုင်းပြည်အပေါ်မူတည်ပြီးတော့၎င်းခန္ဓာကိုယ်ဒုတဲ့ဆန်နှုံးအရာ၎င်းဆက်လက်အရက်တောက်သုံးမှုမတောက်သုံးမှုအပေါ်မူတည်ပြီးတော့၎င်းကိုယ်ကာယလှုပ်ရှားမှုရှိမရှိစားတဲ့အချက်တွေနဲ့ဆေးဝါးတောက်သုံးနေရသလားစားတဲ့အချက်တွေအပေါ်မူတည်ပြီးတော့လဲသူတွေတီတွေကလေ့လာခဲ့ကြပါတယ်သူတွေတနာပညာရှင်တွေဟာရှေ့မှာဖော်ပြခဲ့တဲ့သူနာပြုတွေကျန်းမာရေးဝန်ထမ်းတွေနဲ့စေတနာဝန်ထမ်းပါဝင်ကူညီဖြည့်ဆို့ပေးခဲ့တဲ့လူပေါင်း 1,8,900 ကျော်ကိုစစ်တမ်းကောက်လေ့လာခဲ့ကြပါတယ်ထို့သူတွေဟာအဲ့ဒီအချိန်ကသွေးတိုးယောဂမရှိခဲ့ကြပါဘူးဒါပေမဲ့အဲ့ဒီလိုလေးလာသူတွေတနာပြုလုပ်နေတဲ့နှစ်တွေအတွင်းမှာပဲထိုလူတသိန်းကျော်အနက် 9,800 မှာသွေးတိုးယောဂဖြစ်ပွားလာခဲ့တာကိုတွေးရှိလာခဲ့ပါတယ်။ဘာကြောင့်ရခင်ကသွေးတိုးယောဂမရှိခဲ့ကြပါလျက်နဲ့ယခုသွေးတိုးယောဂဖြစ်လာကြရတာလဲဆိုတာလေးလာစမ်းစစ်ကြည့်လိုက်တဲ့အခါထိုစေတနာဝန်ထမ်းသူတွေတနာအစမ်းသက်ခံသွေးတိုးယောဂရလာတဲ့သူတွေဟာအာလူအလွန်ကြိုက်တဲ့လူတွေဖြစ်နေပြီးမေးမြန်းကြည့်လိုက်တဲ့အခါအာလူဖုတ်အာလူပြုတ်အာလူထောင်းချေအာလူကြော်အမျိုးမျိုးကိုအလွန်ကြိုက်အလွန်စားတဲ့လူတွေဖြစ်နေကြကြောင်းတွေ့လာရပါတယ်။နေ့တိုင်းအာလူကြော်စားတဲ့သူအာလူကတလိပ်စားတဲ့သူအာလူပြုတ်ထောင်းပြီးတန်လွင်စီနဲ့စားထဲ့နေစားသူစားသဖြင့်တနည်းမဟုတ်တနည်းအာလူကိုနေ့စဉ်စားဖြစ်နေတာတွေ့ခဲ့ရပါတယ်။တချို့ဆိုရင်တပတ်မှာအာလူကြော်4 ရက်စားတတ်ကြောင်းတွေ့ခဲ့ရပါတယ်။အမှန်တော့တပတ်မှာအာလူကြော်တစ်ကြိမ်စားတာနဲ့4 ကြိမ်စားသူတွေတူမှာမဟုတ်ပါဘူး။ဒါပေမဲ့လည်းအာလူများများစားလေသွေးတိုးယောဂဖြစ်လာနှုန်းမြင့်လာလေဖြစ်ပါတယ်။ဘာကြောင့်ဖြစ်ရတာလဲဆိုတော့သူတေသနာခေါင်းဆောင်ထောက်ပြလိုက်တဲ့အချက်ကတော့အာလူများများစားလေအချိုဓာတ်မြင့်ကယ်လိုရီများတော့အချိုဓာတ်တွေစုပေါင်းလာပြီးဓာတ်တိုးစေကကလပ်စီးတွေရောင်ရမ်းစေခြင်းနဲ့ပုံမှန်လုပ်ငန်းတွေမလုပ်နိုင်ဖြစ်တာတွေ့ရပါတယ်အများအားဖြင့်အာလူစားရင်အရသာကောင်းအောင်စားလေးခတ်ပြီးစားလေးရှိလို့ပါပဲနောက်တစ်ခုကငယ်ငယ်ကလေးကအငန်ကြိုက်ခဲတဲ့သူတွေဟာဘာစားငန်လေးထက်စားတတ်လေတော့များစားလေစားများပါလေဖြစ်ပြီးကြာတော့သွေးတိုးရလာခြင်းဖြစ်ပါတယ်အာလူကိုလည်းစားထဲပြုံးမှကောင်းတယ်လို့ယူဆတဲ့အခါကိုယ့်ရဲ့အလေးအထအမူအကျင့်တွေကလည်းကိုယ့်ကိုဒုက္ခပေးလိုက်တာပါဒါကြောင့်မိမိမှာသွေးတိုးယောဂဖြစ်လာရတာဟာ
ကိုစားလိုက်တဲ့အစားအစာတွေနဲ့အာဟာရဓာတ်တွေရဲ့အဆိုးအကောင်းကိုသိရှိနားလည်ထားမှုအတွေ့အကြုံအသိပညာနဲ့လည်းသက်ဆိုင်ပါတယ်။ Ready made အာလူးကြော်ဆိုတာကလည်းအငံဓာတ်များလှပါတယ်။အသင့်အတင့်စားပြီးရပ်ထားဖို့စိတ်ထင်းရန်လိုပါတယ်။ဒီနေရာမှာဘယ်အစားအစာမဆိုကိုကြိုက်လို့စားလိုက်တာရှိသလိုစားစရာရွေးချယ်စရာမရှိလို့ရှိတဲ့အစားအစာကိုစားလိုက်ရတာမျိုးလဲကြုံရတတ်ပါတယ်။ဖြစ်နိုင်ရင်တဘာဝအတိုင်းစားပေးနိုင်ဖို့စိတ်ကိုအသင့်ပြင်ထားစေလိုပါတယ်။ကစုံပြုတ်လို့အစားအစာမျိုးကိုစီနယ်စားနဲ့တို့စားမဲ့အစားဒီအတိုင်းအပြုတ်ကိုအခွန်နှွာစားလို့မရဘူးလား။အရသာနောက်ကိုလိုက်ရင်နဲ့အသက်ရလာချိန်မှာလူဟာယောဂါတွေပါအစစ်ထက်တိုးလာတတ်တဲ့အကြောင်းသတိပေးနှိုးဆော်လိုက်ရပါတယ်။အာလူးကြိုက်သူတွေအနေနဲ့ဒီဗီဒီယိုကိုနားဆင်ပြီးရင်တော့သတိပြုဆင်ခြင်နိုင်ကြမယ်လို့ယုံကြည်မိပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုကမိတ်ဆွေတို့အတွက်အကျိုးတစ်စုံတစ်ရာရှိတယ်ဆိုရင်ဗီဒီယိုကိုလိုက်ပေးပြီးတော့တခြားသူတွေနားဆင်နိုင်ဖို့အတွက်လည်း share သွားပေးကြပါဦး။အားလုံးပဲကိုယ်စိတ်နှပြကျန်းမာချမ်းသာကြပါစေ။